ဒရိုင်ဘာတင်းအောင်ထဲမှာစမှန်ကြဆိုတာသာဆိုရင်ဘသူ့ကိုပြင်းမြင်မိတယ်ကျွန်တော်ကတော့ဘလက်ဘူးတက်ပတဲ့ရမီပါပဲရမီဟာသူ့ရဲ့ဌာနမှာသူ့ရဲ့မက်ဂျစ်တွေထည့်ပြီးချတဲ့အခါတက်တွေကရင်ထဲမှာကိုဆွဲနေခဲ့တာပါရမီရဲ့မက်ဂျစ်ကတမ်မက်ဂျစ်ဆိုတာအားလုံးလည်းသိကြမှာပါဆိုတော့ဒီနေ့တမ်မက်ဂျစ်ဆိုတာဘာလဲဆိုတာအကျိတ်တဝက်တီတလောင်မှတ်တလောင်လေးရှင်းပြပေးသွားပါမယ်ဆိုတော့ဗီဒီယိုလေးကိုစရရအောင်တမ်မက်ဂျစ်ဆိုတာဘာလဲတမ်မက်ဂျစ်ဆိုတာအရန်ကိုစားပါလဲမက်ဂျစ်အမျိုးအစားဖြစ်ပြီးယူဇာကိုအမောက်ကိုထုံးလာသွားပြီးလိုတယ်လို့ထိတ်ထုတ်လို့ရပါတယ်အမောက်ဆိုတဲ့အထက်ဆန်အားလည်းအတော်ကိုကြီးမားပါလေယူဇာအနေနဲ့လည်းဒီတမ်မက်ဂျစ်ကိုတောင်းတာဖို့အတွက်အစားအုပ်မလိုပါဘူးဒီကတမ်မက်ဂျစ်ကိုဓာတ်မှစုပြီးလက်ဟုတ်လို့လည်းရလက်တီမှစုပြီးထိုးခွဲလို့လည်းရပါတယ်ဒါပေမဲ့လည်းဘယ်လိုပဲပြောတမ်မက်ဂျစ်စပိတ်တွေကိုတောင်းတာဖို့ဆိုရင်စားအုပ်စီမရမှာပါတမ်မက်ဂျစ်ကအလားမက်ဂျစ်ရဲ့ပြောင်းပြစက်ကြပံမက်ဂျစ်ပါဆိုတော့ပြောရရင်လာမက်ဂျစ်ကအလင်းမော်ဆိုတော့အလင်းလိုမြန်ပါတယ်ဒါပေမဲ့တမ်မက်ဂျစ်ကအလားမက်ဂျစ်ရဲ့ပြောင်းပြဆိုတော့တနေရာသွားတာဖြစ်ဖြစ်တလာဖြစ်ဖြစ်နှေးပါလေအဲ့ဒီလိုအားနေကြတဲ့အတွက်ယူဇာကတမ်မက်ဂျစ်ကိုရိုးရိုးမတော့ပဲလက်နဲ့တထိုးထိုးတယ်မှာထိတ်တော့လာပါလေအဲ့ဒီလိုထိတ်တော့ခြင်းဖြစ်ယူဇာကအမြန်ရင်မြန်သလိုတမ်မက်ဂျစ်ကလည်းမြန်သွားမှာပါတချို့တွေကြတော့လေတမ်မက်ဂျစ်ကိုရုပ်ပါစာရအင်အားမြင့်တင်ဖို့အတွက် reformat magic ကိုတောက်ကြပါလေ reformat magic ဆိုတာ magic အမျိုးအစားတစ်မျိုးဖြစ်ပြီးတောက်လိုက်ရင် user ကိုရုပ်ပါစာရစွမ်းရည်တွေမြင့်တင်သွားအောင်ကူညီပေးတာပါတချို့မော်ဆရာတွေကဒါကိုတားခရင်မှာအသုံးပြုကြပါလေတမ်မက်ဂျစ်ရဲ့တခြားထူးခြားတဲ့အချက်ကတော့ကဘာမြေဆွဲအားကိုအနည်းငယ်ထိချုံလာပြီးတခြားမှုတွေကိုလည်းစုပ်ယူလာတာပါဒါအပြင်တမ်မက်ဂျစ်ကအစဲတုံးမကျနဲ့လည်းတော်တော်လေးလှဖက်တာဖြစ်ပြီးသူတို့နှစ်ခုပေါင်းပြီးသားမယ်ဆိုရင်တော်တော်လေးကိုဒမ်းမင်းထိမှန်တောက်ဝက်ကြီးပါမြေအောက်တဘာတွေရဲ့မက်ဂျစ်အရင်အမြင့်ကလည်းတမ်မက်ဂျစ်လို့ပြောကြပါလေဘာလို့လဲဆိုတော့မြေအောက်တဘာကိုသွားနာဖို့ဆိုရင် query fat တစ်ပယ်ကြီးထွားဖို့အတွက်လိုအပ်တဲ့မက်ဂျစ်တစ်မျိုးဖြစ်လို့ပါဘာလို့လဲဆိုတော့ဒီမက်မြေအောက်တဘာကိုသွားနာတဲ့မက်ဂျစ်တွေက artist state မှာရှိနေရမှာဖြစ်ပြီးအေးမလာနတ်ဆိုတွေနဲ့တူမတာတူအားတူပါဖြစ်အောင်ချနာမှာပါ artist state ဆိုတာမှုစရာတွေကိုအဆင့်အတန်းသတ်မှတ်ပေးတဲ့အဆင့်မျိုးပါဒါကတော့ black ပါလေကတမတ်ချစ်အကြောင်းကိုဘာညာဆွေဆောင်ပြောကြည့်တာပါကြမယ်လို့လည်းမျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာထပ်တွေ့ကြမယ်